ဂျက်ဟာပလတ်စတစ်အယုတ်မော်ဒယ်တွေထုတ်လုပ်တဲ့စက်ရုံတစ်ခုမှာအလုပ်လုပ်ပါတယ်။တနေ့မှာလမ်းပေါ်ကအယုတ်တွေကိုရွှေ့ပြောင်းနေတော့ထူးဆန်းတဲ့အယုတ်တစ်ခုကိုသူသတိထားမိသွားပါတယ်။အဲ့ဒီအယုတ်ရဲ့လက်ဟာပုံမှန်မဟုတ်တဲ့ပုံစံမျိုးနဲ့ကွေးနေတာပါ။ဂျက်ကအဲ့ဒီအကြောင်းကိုသူ့ရဲ့မန်နေဂျာကိုမေးမြန်းတဲ့အခါမှာတော့ဒါဟာယောဂသင်တန်းကျောင်းအတွက်သုံးတဲ့အယုတ်မို့လို့ပါလို့ပြန်ဖြေခဲ့ပါတယ်။ဒါပေမဲ့ဂျက်ကတော့တခုခုမှားယွင်းနေတယ်လို့ခံစားနေရပါတယ်။ခဏအကြာမှာအယုတ်တွေကိုလိုက်လံရေးတွက်နေတော့လက်ကွေးနေတဲ့အဲ့ဒီအယုတ်ကသူ့ဘက်ကိုခေါင်းလဲကြည့်လိုက်တာကိုရုတ်တရက်မြင်လိုက်ရပါတယ်။ဒါဟာသူ့ကိုအယမ်းထိတ်လန့်သွားစေပါတယ်။အလုပ်ဆင်းလို့အိမ်ပြန်လမ်းမှာတော့လူတစ်ယောက်ကသူ့တငယ်ချင်းကိုအော်ဟဟဟလုပ်နေတာကိုတွေ့ရပြန်ပါတယ်။ဒါပေမဲ့တေချာကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒီတငယ်ချင်းဆိုသူဟာတကယ်တော့ပလတ်စတစ်အယုတ်ကြီးဖြစ်နေတာကိုသူသိလိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲနောက်ထပ်အယုတ်တစ်ယုတ်ကရုတ်တရက်လှည့်ပြီးသူ့ကိုစိုက်ကြည့်လာပါတယ်။ဂျက်ဟာကြောက်လန့်တကြားနဲ့ထွက်ပြေးခဲ့ပါတယ်။အိမ်ရောက်တဲ့အခါအင်တာနက်မှာအယုတ်တွေအကြောင်းရှာဖွေကြည့်မိပါတယ်။လူတော်တော်များများဟာလည်းအလားတူအတွေ့အကြုံမျိုးတွေကြုံတွေ့ခဲ့ရတာကိုသူတွေ့လိုက်ရပါတယ်။ post တစ်ခုမှာတော့အယုတ်တွေရဲ့မျက်လုံးကိုဘယ်တော့မှတက်တက်မကြည့်ပါနဲ့လို့အတိအလင်းသတိပေးထားပါတယ်။သူဟာအရင်ကအယုတ်တစ်ယုတ်ရဲ့မျက်လုံးကိုစိုက်ကြည့်မိခဲ့တာကိုရုတ်တရက်သတိရသွားပါတယ်။နောက်တစ်နေ့အလုပ်သွားလို့တကားအဖွင့်မှာတော့အဲ့ဒီထူးဆန်းတဲ့အယုတ်ဟာသူ့ရှိတက်တဲ့မှာမတ်တက်ရက်နေတာကိုတွေ့လိုက်ရပါတယ်။သူ့ရဲ့ကြောက်စိတ်ဟာပိုပြီးတော့ကြီးထွားလာပါတယ်။အလုပ်အပြန်မှာအရင်ကပန်းချန်နာကိုပဲပြန်ဖြတ်လာခဲ့ပါတယ်။အဲ့ဒီလူနဲ့အယုတ်ဟာသူ့ကိုစိုက်ကြည့်နေကြတော့မှာပဲ။ရုတ်တရက်အဲ့ဒီအယုတ်ဟာမတ်တက်ရက်လိုက်ပြီးသူ့စီကိုလမ်းလျှောက်လာပါတယ်။ဂျက်ဟာကြောက်လန့်တကြားနဲ့ယထာပူရာယုံစီကိုပြေးသွားပါတယ်။အဲ့ဒီအယုတ်ဟာသူ့နောက်ကနေထူးဆန်းတဲ့လမ်းလျှောက်ပုံမျိုးနဲ့လိုက်လာပါတယ်။သူဟာအရေးပေါ်တကားတစ်ခုကိုတွေးလိုက်ပေမဲ့အဲ့ဒီနေရာကိုရောက်တဲ့အခါမှာတော့အယုတ်များပြားကသူ့လမ်းကိုပိတ်ပြီးရက်နေကြပါတယ်။နောက်ဘက်ကနေလည်းအဲ့ဒီလက်ကွေးနေတဲ့အယုတ်ကသူ့စီကိုဖြည်းဖြည်းချင်းချင်းကပ်လာပါတယ်။အဲ့ဒီအယုတ်ရဲ့လေပင်ဟာပုံမှန်မဟုတ်ပဲလိမ်နေပြီးမျက်တောင်တွေလည်းခတ်နေပါတယ်။ဂျက်ဟာကြောက်ကြောက်လန့်လန့်နဲ့အဲ့ဒီအယုတ်ကိုအားကုန်တွန်းထုတ်လိုက်ပါတယ်။အယုတ်ဟာမြေပြင်ပေါ်ကိုလဲကျသွားပြီးခေါင်းကွဲသွားပါတယ်။သူဟာချက်ချင်းပဲထွက်ပြေးခဲ့ပေမဲ့ခဏအကြာမှာတော့သူ့ရဲ့ခြေထောက်တွေဟာတောင့်တင်းလာပါတယ်။အောက်ကိုငုံကြည့်လိုက်တဲ့အခါမှာတော့သူ့ရဲ့လက်တွေဟာဖြည်းဖြည်းချင်းပလတ်စတစ်အဖြစ်ပြောင်းလဲနေတာကိုတွေ့လိုက်ရပါတယ်။သူဟာအဲ့ဒီနေရာမှာရပ်တန့်သွားပါတယ်။အဲ့ဒီနောက်မှာတော့အစောပိုင်းကသူတွေ့ခဲ့တဲ့လူဟာသူ့ရှေ့မှာပေါ်လာပါတယ်။တေတေချာချာကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒီလူဟာတကယ်တော့သူ့ရဲ့မန်နေဂျာဖြစ်နေတာကိုသိလိုက်ရပါတော့တယ်။